ချက်ထားတဲ့ဟင်းကတော့နော်ကျွန်တော်တို့တွေဒီမှာတက်လို့ဟင်းတွေပါတက်လို့ကြက်တောင်မှန်ပဲငပိချက်နဲ့ကျွန်တော်တို့ဒီမှာနော်ကြက်တောင်မှန်ပဲငပိချက်လေးနဲ့ခြံစည်းရုံးဟင်းညိုလေးပါမြစ်ခြံစည်းရုံးဟင်းညိုလေးကဲကောင်းလိုက်တာတီမီကွီကောင်းဟောဒါလေးကိုကျွန်တော်တို့ရှင်းမိုက်ပါလေနော်အရသာရှိတယ်စားလို့ရမ်းကောင်းတယ်တကယ်စားလို့ကောင်းတယ်ဟင်းတွေပါနော်ဆက်ပြင်းနေနဲ့နော်အရသာပြင်းတယ်နော်ကောင်းမှကောင်းဒီလိုကိုဒီလိုလေးနဲ့စမ်းစားလို့လည်းရနော်တို့ဒါအညာချက်လေးပါကဲလက်ထဲကမချကြည့်ဘူးဗျာကောလက်ထဲကမချခြင်းနဲ့နော်ခြံစည်းရိုးဟင်းလေးပါနော်သူကဟိုးရငါမျိုးတွေ့လိုက်တာတော်တော်ကောင်းနေပါဥစားပထမရွှေဖြုံသီးအလုံး50ကိုခုတ်ပါတယ်ခင်ဗျာတန်က1850အတွက်ပါဟုတ်ကဲ့စူပုတ်ရဲ့အစီ50ပါတိပါတယ်မနှွှင်နိုင်တော့ဘူးနော်ဒါကတော့ရှမ်းပင်ကပိပါဆက်လဲဆက်တယ်မှုလဲမှုတယ်နော်ရှမ်းပင်ကပိပါရှမ်းပင်ကပိအထုပ်15ထုပ်ပါခင်ဗျာနော်ရှမ်းပင်ကပိကဒီလိုလေးလာတာပါဟုတ်ကဲ့ဒါကတော့တရုတ်ပင်ကပိအငံလို့ခေါ်ပါတယ်နော်ဝတ်သားနဲ့ချက်တဲ့နေရာမှာသုံးပါတယ်ဒါတွေကတော့ဟုတ်ကဲ့ခရမ်းကစုံနဲ့ပင်စိမ်းတွေဖြစ်ပါတယ်ခုကျွန်တော်တို့ညှစ်ထည့်ပါတယ်ညှစ်ချိန်30နော်ဟုတ်ကဲ့ရွှေဖြုံလေးခုနအလုံး50ပါပြစ်ထည့်တယ်ခင်ဗျအောက်ကယူနီဖောင်းဝဲစုနဲ့200အိုးကြီးပါနော်အချိန်200အပြည့်အိုးကြီးပါကဲဂျင်းလေးနဲ့ထည့်မယ်မှုနဲ့အတွက်စီလုံးဝမပါပါဘူးနော်ကျက်သွန်ပြထည့်တယ်ငရုတ်သီးအချိန်30ထည့်ပါတယ်ရုပ်သီးသိန်းချိန်တဲ့ကြိတ်ထားတယ်ပေါ့နော်အဆက်လေးအတွက်ထည့်ပါတယ်ခင်ဗျပင်စိမ်းရွက်ထည့်ပါတယ်ငံပြာကြီးကတော့9ပိတ်တာတီထည့်ပါတယ်ခင်ဗျငံပြာကြီး9ပိတ်တာပါကဲကရန်ကစော့နော်ခင်းကစော့လေးကဲဒါကတော့ကျွန်တော်နော်စူပုတ်ရွက်ထည့်ပါတယ်စူပုတ်ရွက်တွေနော်မွေးနေအောင်ကဲနာမွေးမယ်ဗျာဒါတွေကတော့ဒါရှိလို့ခေါ်ပါတယ်တက်လို့ဒါရှိမဟုတ်ပါနော်3ထုပ်စားတော့ရှိပါတယ်ကဲဟင်းတင်းရအလွယ်တကူရပါပြီဟိုးအရင်စားကောင်းတဲ့ဟင်းလေးတစ်ခုပါနော်အရင်စားကောင်းတဲ့ဟင်းလေးကချက်စီဟင်းလေးပါဘယ်လောက်မိန်လဲဆိုတာတွေ့ရပါလိမ့်မယ်နော်